Hello အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ Plaza ရဲ့ရှစ် customer ရဲ့ဆိုင်ဖြစ်ပါတယ်ရှင်မနေ့ကသူ order ထည့်မဲ့ထဲကကျမကညာရေးဝစ်ဆုံးယူလာတာပေါ့နော်အဲ့ဒါသူစိတ်ဆိုးနေတယ်ထင်ပြီးတော့ကျမသွားလျှော့တာပေါ့နော်သူကတော့ပြောပါတယ်စိတ်မဆိုးပါဘူးတဲ့ငါ order ထည့်မဲ့ထဲကနေရတဲ့အတင်းအားဓမ္မအိတ်တစ်ထည်ယူသွားလို့တဲ့အယောင်ပြတ်တယ်ပေါ့ဒါအလိုလေးပြောတာပေါ့နော်မာကြီးရဲ့လို့ကျမကလည်းဝစ်ရှင်လို့ပါပေါ့ဘာညာနဲ့သူသွားရွှေပါတယ်သူဆိုင်လေးကတော့ဒါ Plaza ထဲမှာပေါ့နော်ကျမရှိရပစ္စည်းတွေအကောင်လုံးသူ့ဆိုင်မှာဝယ်ယူလို့ရပါတယ်ရှင်သူ့ဆိုင်လေးကလည်းအဆုံရှိပါတယ်နော်ကျမရှိမှာမရှိတဲ့ရှီပွန်အပေါ်ပိုင်းတို့ဘာလို့ဆိုလဲသူ့ဆိုင်မှာရှိပါတယ်ရှင်ဒါသူ့ဆိုင်လေးကတော့ Plaza ထဲမှာပေါ့နော်သူ order ထည့်နေလို့တဲ့အမှပစ္စည်းတွေရှုပ်ပွားနေတာပေါ့နော် order ပစ္စည်းတွေထုတ်နေလို့အဲ့ဒါသူရှင်းလင်းနေပါတယ်အဲ့တော့ကျမကိုပြောပါတယ်ငါရုပ်ဆိုးပန်းဆိုးကြီးနဲ့ပုံနေမရိုက်နဲ့အဲ့လိုပြောပါတယ်ကျမကလည်းပြန်ပြောလိုက်ပါတယ်ကိုယ့်ရဲ့ရှစ်ဆောင်ကအမြဲတမ်းလှပြီးသားပါရှင်လို့ပြောလိုက်ပါတယ်ရှင်